သူညမနက်ခင်းတစ်ခုမှာအဖေနဲ့သားအဝတ်လဲခန်းကြီးတဲကနေပေါ်လာပါတယ်ကလေးကအဝတ်ဖက်ပြေးသွားပြီးအဖေကလည်းသူ့ဝတ်စုံရွေးချယ်နေတဲ့အဖြူရှက်အနက်ဝတ်စုံအဖြူရှက်ကိုရွေးယူလိုက်ပြီးကလေးကလည်းသူ့အင်ဂျီဖြူကိုယူနေတာပဲအဖေကအပြာရောင်လက်စည်းကိုရွေးလက်စည်းချိတ်ကိုတက်ပြီးကလေးကလည်းလက်စည်းနှက်ကိုယူကာပြင်ဆင်နေပါတယ်အခုတော့နှစ်ယောက်လုံးကခန့်ညာတဲ့ဝတ်စုံအပြည့်စုံနဲ့အဖေကကလေးရဲ့လက်စည်းကိုပြင်ပေးနေတာခြေထောက်တွေကိုကြည့်ပါဦးဘင်းနဲ့အနက်လေးတွေနဲ့အဖေကနှုတ်ဆက်တော့ကလေးကလည်းပြန်နှုတ်ဆက်ပြတယ်ချစ်စရာလေးနောက်တစ်ခန်းပြောင်းသွားပါပြီးရုံးခန်းတစ်ခုလုံးစာရွက်တွေပစ္စည်းတွေပြန့်ကျဲမောက်မောက်လဲလဲဖြစ်နေတာမြင်ရတဲ့ဝတ်စုံဝတ်အမျိုးသမီးတဦးကဝင်လာပြီးအံ့အားသင့်သွားတယ်ပြန့်ကျဲနေတဲ့စားပွဲကိုကြည့်နေတော့ဟဲပေါက်ဆွဆိုတဲ့အတန်နဲ့ boss ကြီးဟဲကအစည်းအဝေးတက်နေလို့အခုချက်ချင်းပြန်လာလို့မရသေးဘူးဆိုတာကိုကြားလိုက်ရတယ်ဟာကြည့်လိုက်ပါဦးကလေးလေးကမျက်မှန်တက်ဝတ်စုံအပြည့်နဲ့လူကြီးစီးတဲ့ကလထိုင်ကြီးပေါ်ထိုင်နေတာအမျိုးသမီးကကလေးနားရောက်လာတော့ကလေးကစပွဲပေါ်တက်ရက်လိုက်တာပဲအမျိုးသမီးကကလေးကိုတတိထားဖို့ပြောတယ်ကလေးကတော့စပွဲပေါ်မတ်မတ်ရက်ပြီးအောက်ကိုကြည့်နေတော့အမျိုးသမီးကကလေးကိုဆင်းခိုင်းနေတယ်ဟဲပေါက်ဆဒါမင်းအဖေရဲ့လက်တော်လေးအပေါ်မှာမနေပါနဲ့ဆင်းခဲ့ပါနော်လို့ပြောပေမဲ့ကလေးကလက်ပိုက်လို့မဆင်းဘူးအဲ့ဒီအချိန်မှာကလေးကသူ့အဖေရဲ့လက်တော့ကိုခြေထောက်နဲ့တွန်းချလိုက်တာပဲပစ္စည်းတွေအကုန်လုံးပြန့်ကျဲကုန်တာပေါ့အမျိုးသမီးကလန့်သွားပြီးကျန်တာတွေကိုကယ်ဖို့ကြိုးစားနေရတယ်ကလေးကတော့စပွဲပေါ်မှာမတ်မတ်ရက်နေတော့မဲ့အမျိုးသမီးကဒါမင်းအဖေရဲ့လက်တော့လေးအနေနဲ့များတယ်လို့ထပ်ပြောတယ်ကလေးကလက်ကိုတားလိုက်တော့အမျိုးသမီးကမလုံနဲ့ချက်ချင်းခေါ်ပေးမယ်ဆိုပြီးဖုန်းခေါ်နေတာအဖေဖြစ်သူကအစည်းအဝေးကနေဖုန်းကင်လိုက်တော့ရုံးခန်းထဲကပုံမှန်မဟုတ်တဲ့အတန်တွေကြောင့်အံ့အားသင့်ပြီးစားပွားအဲဘော်ကကလေးကိုမြင်လိုက်ရတဲ့အချိန်မှာတယောက်ကရုံးခန်းထဲဝင်လာတာနဲ့ရုံးခန်းတစ်ခုလုံးစာရွက်တွေနဲ့ရှုပ်ပွားနေတာတွေ့ရတယ်။သူ့နောက်ကဝန်ထမ်းတစ်ယောက်လည်းပါတယ်။စပွဲပေါ်မှာကောင်လေးတစ်ယောက်ရက်နေပြီးမိန်းကလေးဝန်ထမ်းတစ်ယောက်လည်းရှိနေတာပါ။ကောင်လေးကအပြာရောင်ကပ်ပြားလေးတစ်ခုကိုကင်ပြတယ်ဖခင်ဖြစ်သူကအလုတ်ရှုပ်နေတယ်လို့ပြောတယ်။ကောင်လေးကစကားမပြောဘဲအစိမ်းရောင်ကပ်ပြားလေးထပ်ပြပြန်တယ်။ဖခင်ဖြစ်သူကကောင်လေးရဲ့သုံးခုသောစီးမြင့်တွေကိုသူသိကြောင်းဒါပေမဲ့အခုချိန်မှာတော့မဖြစ်နိုင်သေးကြောင်းပြောလိုက်တယ်ဒေါသထွက်နေတဲ့ကောင်လေးကစပွဲပေါ်ကစာရွက်တွေကိုပစ်ချပစ်တယ်ဖခင်ကဆရာဝန်ခေါ်ခိုင်းတော့ဝန်ထမ်းကဆရာဝန်60ခေါက်ဆက်က10မိနစ်အကြာမှာအလုံးနှုတ်ထွက်သွားပြီးဖြစ်ကြောင်းကလေးကနှလုံးရောဂါဖြစ်နိုင်တယ်လို့ပြောပြီးအသက်ကပတ်စံထက်ပိုအရေးကြီးကြောင်းပြောပြလိုက်တယ်ဖခင်ကတခြားဆရာဝန်ရှာလို့အမိန့်ပေးတော့ဝန်ထမ်းကကျွန်တော်တို့ဆရာဝန်တွေအမြဲရှာနေရတာပဲပြန်မြ3ရက်တခါပြောင်းနေရတာဆရာဝန်60တောင်မှ10ရက်လောက်ပဲကြာတာပါလို့ရှင်းပြတယ်ဖခင်ကဒါတွေငါကြားချင်တာမဟုတ်ဘူးအဖြေရှာလို့တင်းမာစွာပြောလိုက်တယ်ဝန်ထမ်းကဘယ်လိုလုပ်ရမလဲကောင်လေးကိုကျွန်တော်ထိမရဘူးကျွန်တော်သာသူ့ကိုထိရရင်နောက်တစ်ယောက်ခုန်ချရင်ကျွန်တော်ဖြစ်လာမယ်လို့ပြောတဲ့အခါဖခင်ကကောင်လေးကိုစိုက်ကြည့်နေမိတယ်မိန်းကလေးဝန်ထမ်းကလည်းဖခင်ဖြစ်သူကိုအစည်းအဝေးရှိကြောင်းညနေပိုင်းစုပေးပွဲမတိုင်ခင်တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလည်းရှိကြောင်းတတိပေးပြီးထွက်သွားကြရအောင်လို့ပြောတယ်ဒီအချိန်မှာပဲဖခင်ကကောင်လေးစီကိုသွားပြီးတော့ဟေးဝေဖေးဟီဝီဖိုင်ငါပြောတာနားထောင်ငါဘယ်တော့မှလိမ့်မပြောဘူးရုံးခန်းကိုဖျက်ပစ်ခြင်းလည်းဖျက်နိုင်တယ်ငါအချိန်ကအလုပ်အတွက်ပဲမင်းအတွက်မဟုတ်ဘူးလို့ပြောလိုက်တယ်ဝန်ထမ်းကကောင်လေးကဘယ်လိုလုပ်မလဲကျွန်တော်တော့သူ့ကိုမထိန်နိုင်ဘူးလို့မေးမြန်းတဲ့အခါဖခင်ဖြစ်သူကကောင်လေးကိုပွေ့ချပြီးကားပြင်ထားလို့ပြောကရုံးခန်းထဲကနေအပြင်ကိုခေါ်ထုတ်သွားပါတော့တယ်ဝန်ထမ်းတွေလည်းသူ့နောက်ကနေလိုက်ပါသွားကြပါတယ်